မတ်ဝေမာတယောက်စိုးညောင်းနေတဲ့ပြည့်နေတဲ့ရင်ငံသီးပင်အကိုက်ခတ်တွေကိုယူပြီးအိမ်ပတ်လက်တစ်ခုလုံးကိုခြံစည်းရိုးခတ်နေခဲ့ပါတယ်။လွန်ခဲ့တဲ့ညတုန်းကမျက်စိမိတ်လို့မရအောင်ကြုံတွေ့ခဲ့ရတာတွေကြောင့်သူမတောထဲကိုဒီရင်ငံပင်တွေကိုအသက်အတန်သွားရှာနေခဲ့ရတာပါ။အမေတမင်းရင်စားရအောင်ညနေဆောင်နေပြီတော်ကြာမူးလဲသွားအောင်မယ်။ဟင်းလေးကိုဖရွက်နဲ့ထုတ်ပြီးကျိုးချပြီးယူလာခဲ့လိုက်။အမေရင်ငံပင်ထပ်သွားခုံရင်နဲ့လမ်းမှာပဲစားလိုက်မယ်။နောက်တစ်ခေါက်နှစ်ခေါက်လောက်ဆိုအိမ်ပတ်လေတခုတော့ခြံစည်းရိုးခတ်ဖို့လုံလောက်ပြီ။မဝီမာကသူမရဲ့14နှစ်အရွယ်သမီးလေးဝင်းမာကိုပြောခဲ့လိုက်တာပါ။မဝီမာကဝင်းမာကိုအချက်အပြုတ်တွေလှုပ်တက်အောင်တင်ပေးထားတာကြောင့်အလောက်ကပြန်လာတဲ့အခါမှာပင်ပန်းမှုတွေကိုအတော်လေးတတ်တာစေပါတယ်။တခါတလေဝင်းမာကသူ့အမေနဲ့အတူတောထဲလိုက်ပြီးတောထွက်ပစ္စည်းတွေကိုရောင်းမို့ကူရှာပေးတတ်သေးတယ်ဗျ။ဝင်းမာအမေနဲ့လိုက်ခဲ့မလို့လား။တမီးလိုက်ခဲ့မယ်အမေခုချိန်ကညနေဆောင်နေပြီဒါဆိုအမေတော်တဲ့နှစ်ခါသွားစရာမလိုတော့ဘူးလေနှစ်ခါထပ်သွားနေရရင်မှောင်သွားလိမ့်မယ်တမီးအိုးဖြူကိုကြောက်နေရမလားအမေကိုပွင့်ပွင့်လေးနဲ့ပြောလဲရပါတယ်ဟုတ်တယ်တမီးကြောက်တယ်ဆိုတာဝန်ခံပါတယ်မင်းညာဆိုအိပ်ပျော်နိုင်မှုရေမူးတောင်လင်းကန်နေပဲပြောရင်းနဲ့တော့တကူလုံးကြက်သိမ်းထလာကုန်ပြီအမေရဲ့ဒါဆိုတို့အမြန်သွားရအောင်ရင်ငံပေနားရောက်ရင်အမေခဏနာပြီးထမင်းစားရအောင်မယ်ပြီးရနဲ့နေမဝင်ခင်ငါတို့နှစ်ယောက်ကူပြီးတစ်ကိုင်းလေးကိုအမြန်ဆွဲထုတ်လာကြမယ်။တာအမိနှစ်ယောက်ရှေးပြီးဆူးညောင်းနေပြည့်နေတဲ့ရင်ငံမဲအကိုက်ခတ်တွေကိုဝိုင်းကူပြီးဆွဲထုတ်လာခဲ့ကြပါတယ်။ရှေးလူကြီးတွေပြောပုံအရရင်ငံမဲနဲ့အိမ်ချမ်းစီကိုခတ်ထားရင်တရက်တစီတွေကဆူးညောင်းနေရှိတဲ့နေရာနားကိုလာမကတ်ရဲကြဘူးလို့ပြောထားကြတာကြောင့်ပါ။တာအမိနှစ်ယောက်မမောင်ငင်အပြီးဝိုင်းကူလုပ်ခဲ့ကြပြီးတာနဲ့ရေအမြန်ချိုးကမိသားစု3ယောက်စလုံးစုံစုံလင်လင်နဲ့ညစာစားနေကြပါတယ်။ဝင်းမသမီးလက်ကဘာဖြစ်ထားတာလဲ။ဘာလို့သွေးကြောင်အရှိကြီးဖြစ်နေရလဲ။သမီးအမေကိုရင်ငံသီးပင်နဲ့တွားခုခုံလာလို့စူးတွေဝိုင်းထိုးမိသွားတာအဖေ။ဟောအဲ့လိုလား။ပိုးဖြူကကိုဝင်ဆောင်နေရောမိသားစုလိုက်တည်သွားပြီးတော့ငါတို့တွေကိုအိတ်လို့မရအောင်ဒီမှာလိုက်ပြီးခြောက်နေတာ။အိတ်ကိုမအိတ်ရအောင်ငါတို့အိမ်ကိုပဲလာခြောက်နေရလား။တခြားအိမ်တွေရောအချောက်ခံရလားမသိဘူးအေးလေပိုးဖြူမဆုံးခင်တော့မင်းပဲအရန်ကျင်တာပေးခဲ့တာ哦ဟိုဟာပေးဒီဟာပေးနေဆိုတော့ तू ကလာပြီးတော့ကုသိုလ်အမြပေးဝေစေခြင်းလို့ထင်တယ်ဟိန်းစော်ပြောလာတော့မဝေမာနဲ့ဝင်းမာတာအမီနှစ်ယောက်လည်းအမြင်တူပြီးခေါင်းငိမ်နေခဲ့ကြပါတယ်ဘာလို့ဒီလိုဖြစ်ရတာလဲပိုးဖြူရဲ့ငါတက်အသက်2နှစ်ပဲငယ်တာအောင်ဘာဝေကြွေးကြောင်လဲနော်ကိုဝင်းကြီးနဲ့ကိုတေးသွားရတာအမေသမီးဒီညအမေနဲ့အိတ်လို့ရမလားအေးသမီးသဘောအဲ့ဒါဆိုအဖေကိုသမီးခန်းမှာတွားအိတ်ခိုင်းလိုက်အဲ့လိုလုပ်မလို့လားငါအမြင်တော့ငါတို့တားအဖာ3ယောက်စလုံးဒီမှာပဲအတူတူအိတ်ရအောင်လေခင်မောနဲ့သမီးဖြစ်သူကတရေမပိုးဖြူကိုအတော်လေးကြောက်နေပုံရပါတယ်ညဘက်ရောက်တော့အဖေဖြစ်သူဟိန်းစောရဲ့ဟောက်တန်းကြောင့်ဝင်းမာတယောက်အိတ်မရတော့ပဲဟိုဘက်ဒီဘက်လှည့်နေရတယ်ဗျကဲပါဦးငါတို့သားမီးနှစ်ယောက်ကိုကဲပေးပါဦးအမေထအောင်ဘာတွေဖြစ်နေရလဲသမီးရဲ့သူများတွေအိပ်ပျော်နေရအောင်တိုးတိုးပြောအမေသမီးကြားတယ်လို့ကြားရလားမဝေမာလည်းတိတ်ဆိတ်စွာနားထောင်ကြည့်လိုက်တော့ငါတို့သားမီးနှစ်ယောက်ကဲပါအောင်ဆိုတဲ့အတန်ကိုတကယ်ကြားနေရပါတယ်သမီးနားတစ်ဖက်ကိုလက်နဲ့ပိတ်ထားသူ့အတန်ကိုတွားပြီးနားမထောင်နဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒီညတော့တရေမှအိမ်ထဲကိုဝင်လာနိုင်မှာမဟုတ်ဘူးအိမ်ပတ်လည်းတစ်ခုလုံးအမေရင်ငံသီးပင်အစူးတွေနဲ့ခတ်ထားပြီးပြီအမေလေပြင်းတိုက်တန်မကြားရဘူးလားလေရောမိုးရောပြင်းထန်စွာတိုက်ခတ်လာခဲ့ပါတယ်ဒါကြောင့်မဝေမာကဟိန်းစော်ကိုခေါ်နှုတ်လိုက်ရတယ်ဗျကိုဟိန်းစောထားကြည့်ပါဦးအိမ်ခေါမိုးတွေလန်ကုန်တော့မယ်အဲ့ရင်လည်းဘာမှမသိရဘူးလန်လာလားဘာလန်လာလဲဟိန်းစော်မျက်လုံးဖွင့်ပြီးအိမ်ခေါမိုးအပေါ်ကိုမော့ကြည့်လိုက်ပါတယ်လေပြင်းတိုက်ခတ်မှုကြောင့်ခေါမိုးတွေလမ်းပြီးလေနဲ့အတူလွင့်ပါသွားခဲ့ပါပြီမျက်နှာဖြူပြော့စပင်အရှိကြီးနဲ့တစုံတစ်ခုကလွင့်သွားတဲ့ခေါမိုးအပေါက်ဝမှာရပ်နေခဲ့တယ်ဗျဟိုမှာတရက်မအမှရပ်နေတယ်
ဗုဒ္ဓံတရဏံဓမ္မံတန်ခံထွက်သွားဒီမှာပိုးဖြူနေကငါမိသားစုကိုဒီလိုပဲညာတိုင်းလာချောက်နေတော့မှလားနေဘာလို့ကျင်လို့လဲငါ့ကိုပြောလေပိုးဖြူရဲ့ဟဲ့အဲ့ဒါတရဲ့လေဝေမဟိန်းစော်ကဇနီးဖြစ်သူမဝေမရဲ့ပါဇက်ကိုလက်နဲ့အုပ်ပြီးဆက်ပြီးမပြောဘူးတားမြစ်လိုက်ပါတယ်ငါနဲ့ငါကလေးကိုကယ်ပေးပါဦးအတန်းတိုးပြီးနူးညံ့နေပေမဲ့ရင်ထဲမှာတော့ထိတ်လန့်စေတာကြောင့်မိသားစု၃ယောက်စလုံးတညလုံးမအိပ်နိုင်ခဲ့ကြပါဘူးမနက်မိုးလင်းလို့ကြက်တုံတန်းကြားရတော့မှပဲအရာအလုံးကတိတ်ဆိတ်ငြိမ်သက်သွားတော့တယ်ဗျမဝေမအိမ်ပတ်လေကိုလှည့်ပတ်ကြည့်လိုက်တော့မနေ့ကခတ်ထားတဲ့စုပင်တွေကလေပြေးတက်ခတ်မှုကြောင့်အကုန်လုံးလွင့်ထွက်သွားတာကိုတွေးလိုက်ရပါတယ်ဒီလိုကြောင့်ဒါကြောင့်ပဲတရေမငါအိမ်ထဲဒီဝင်လာပြီးခြောက်နိုင်တာဝေမာကတယောက်တည်းပြောနေရင်အိမ်အနားကတစ်သားအိမ်သေးလေးကိုလှည့်ကြည့်မိတော့ပါတယ်အဲ့ဒီအိမ်ကဘိုးဖြူမသေးခင်တယောက်တည်းနေထိုင်ခဲ့တဲ့အိမ်ပါအဲ့ဒီတော့အိမ်ထဲကနေအနံဆိုးတွေထွက်လာလို့ဝေမာတတိထားမိပြီးတွားကြည့်လိုက်တော့မှအလောင်းဖြစ်နေတာကိုတွေးခဲ့ရတာပါဒါနဲ့ပိုးဖြူကဘသူနဲ့ကိုဝင်ရရလဲငါလည်းသူဘသူနဲ့မှပတ်သက်တာမတွေ့မိပါဘူးဝေမာကပြောနေရင်းနဲ့အိမ်မော်ကိုအမြန်ပြတ်တက်သွားလိုက်ပါတယ်ဟိန်းစောနေဝင်ခံလိုက်ပိုးဖြူကနေနဲ့ကိုဝင်ရသွားတာမလားနင်ယူသွားပြီလားဝေမာကိုတော့သိရလားဘာတွေပြောနေလဲဆိုတာဝေမာသမီးအမေပြောတာနားမထောင်နဲ့တော့သမီးတရေ6ခံရလို့သတိလွတ်သွားပြီနဲ့တူတယ်ဟိန်းစောကသူ့မိမကိုပြောဆိုပြီးပေါက်ပြားကိုကိုင်းကလေကွင်းထဲကိုထွက်သွားခဲ့ပါတယ်အမေရလဲလေဟိုးမှာအဖေလမ်းလျှောက်ထွက်လာပြီအေးထားလိုက်မမောင်ခင်နေဖေသူ့ဘာသာပြေးပြီးပြန်လာလိမ့်မယ်ဟိန်းစောလေကွင်းထဲရောက်သွားတော့သူ့ရဲ့အမွာညီအကိုဖြစ်တဲ့သားငယ်ကစပားပုံနားမှာထမင်းဟင်းချက်နေတာကိုတွေးလိုက်ရပါတယ်အော်မင်းလားသားငယ်ဒါနဲ့မင်းဘယ်တော့အဒီကိုရောက်နေရလဲကို့အိမ်ကိုဘာလို့သွားမှာလဲမဝေမာကျွန်တော်အော်ဆဲနေမှာပေါ့ဝေမာကဘာကိစ္စမင်းကိုအော်ဆဲရမှာလဲမင်းမကောင်းတာသွားလို့ထားမိလို့လားထားပါအကူဘာစားပြီလဲကျွန်တော်နဲ့အတူထမင်းစားကြမယ်လေဟင်းနေကြက်ကုန်ပြီစားကျင်စရာတည်းကြီးပဲအေးအတော်ပဲငါလည်းပိုက်စားနေတာထမင်းစားပြီးရင်တရေလောက်အိတ်လိုက်အောင်မယ်ကွာမင်းညလည်းအိတ်ကိုမအိပ်ရပါဘူးကိုဟိန်းနဲ့မတ်ဝေတို့ဝင်းမာလေးကိုအားနာအောင်လေကြည့်လေလောက်ကြအောင်အခုဆိုကလေးကအရန်ကြည့်လာပြီးတော့အပြိုလေးအရွယ်တော်ဖြစ်နေပြီချင်းနဲ့ငါတို့ကဘာလို့ရမှာတော့ဟာတရေမှဘူးဖြူကငါတို့မိသားစု၃ယောက်ကိုတညာလုံးခြောက်နေတာကိုပြောနေတာဟေးဘလို့အကိုပြောတာတဲရဘသူကတရေဖြစ်သွားတယ်ကိုဟေးငါတို့အိမ်ဘေးနာတသားအိမ်လေးသေးသေးလေးမှနေတဲ့ပိုးဖြူလေအကိုဖြစ်သူပြောလိုက်တဲ့စကားကြောင့်တားငယ်ရဲ့မျက်နှာကချက်ချင်းအယောင်ပြောင်းသွားပြီးထမင်းပကံကိုမွေးနေပေမဲ့ပါဇက်ထဲကိုတလုံးမှမထည့်နိုင်တော့ပါဘူးဒါနဲ့ပိုးဖြူဆိုတဲ့ကောင်မလေးကဘာဖြစ်လို့တည်တာလဲအကိုငါလည်းအသေးချာတော့မသိဘူးဝင်းမှာအလောင်းကိုသွားတွေ့မိလို့ရွာသားတွေကဝိုင်းကူပြီးတော့သူ့အိမ်နာမှာပဲမြင်မြုပ်ထားပြလိုက်တာနောက်တစ်ခုကပိုးဖြူကလေကိုဝင်းကြီးကိုလွယ်ထားရတာကွာအားကြောင့်တရေမှအရန်အညှိုးကြည့်နေတာပြောရနေတော့ကြက်သိမ်းနေထားတယ်သူ့ကလေးကိုချီးပြီးတော့ငိုပြီးအကူကြီးတောင်းနေတာကိုတို့တွေညာတိုင်းနားထောင်နေရတာပြီးတော့လေဝေမာကဘလို့တွေးမိလဲတော့မသိဘူးငါကပိုးဖြူနဲ့ဖောက်ပြန်နေတာဆိုပဲအားဒါကြောင့်ငါစိတ်တူပြီးတော့လက်ကွင်းတို့လမ်းလျှောက်ထွက်လာခဲ့တာအဲ့ဒီမှာမင်းနဲ့တွေ့တာပဲတားငယ်ကတော့အကိုဖြစ်သူပြောပြတာကိုတိတ်ဆိတ်စွာပဲနားထောင်နေခဲ့ပါတယ်ဟိန်းစောကထမင်းစားပြီးတာနဲ့ညအေးမဝတာကြောင့်ချက်ချင်းပဲလက်အိတ်လိုက်တယ်ဗျအကိုဖြစ်သူဟိန်းစောအိပ်ပျော်နေတော့မှပဲညီဖြစ်သူတားငယ်ကသူ့ရင်ထဲမှာရှိနေတဲ့အရာစီကိုလမ်းလျှောက်ထွက်သွားခဲ့ပါတယ်အိမ်မှာကြံခဲ့တဲ့မဝေမာကလည်းတရေမပိုးဖြူကတနေ့ထက်တနေ့အညိုးအားပြင်းလာတာကြောင့်ပိုးပြီးလုံခြုံတဲ့ချမ်းစီကိုလုပ်ဖို့စူးပင်တွေကိုထပ်ပြီးတွားရှာလာခဲ့ပါတယ်စူးကိုင်းတွေကိုချီပြီးချမ်းစီကိုလုပ်နေတော့မှပဲတစုံတယောက်ရဲ့အရေးကပိုးဖြူရဲ့အိမ်စီကိုတွားနေတာကိုတွေးလိုက်မိတယ်ဗျဒါကြောင့်မဝေမာစူးစမ်းလိုစိတ်နဲ့အနောက်ကနေလိုက်သွားခဲ့ပါတယ်ဝေမာအဲ့ဒီကိုရောက်တော့တစ်တစိမ့်နဲ့ခိုးကြည့်နေခဲ့တယ်ဗျဘိုးဖြူရဲ့အိမ်ထဲကိုဝင်သွားတဲ့သူကဘိုးဖြူရဲ့အလောင်းမြုပ်ထားတဲ့နေရာပေါ်မှာထိုင်နေခဲ့ပါတယ်အဲ့အချိန်ဝေမာကတက်သားချောင်းရှည်ကြီးကိုဆွဲထုတ်လိုက်တယ်ဗျဘသူများလဲပေါ့
တကယ်တော့ပိုးဖြူကိုကိုဝင်ရအောင်လုပ်ခဲ့တဲ့လူကနေမလားဟိန်းစောယော့ဒီမှာယော့ မဝေမာကဒေါသကြီးစွာနဲ့တစ်သားချောင်းကိုမြှောက်ပြီးအသက်ကုန်ရိုက်ခဲ့လိုက်ပါတယ်မဝေမာခဏရပ်ပေးပါဦးကျွန်တော်တားငယ်ပါကိုင်းဆောင်မဟုတ်ဘူးဗျအမကောင်းကြည့်အောင်လေမဝေမာရပ်ပြီးအတန်ပိုင်ရှင်းမျက်နှာကိုကြည့်လိုက်တော့သူမယောက်ျားရဲ့ညီဖြစ်သူတားငယ်ဆိုတာသိလိုက်ရပါပြီအော်နင်းလားဒါနဲ့နေရပိုးဖြူရဲ့အလောင်းမြုပ်တဲ့နေရာမှာဘာလာလောက်တာလဲဒီလိုပါအမကျွန်တော်ပြပြတာကိုအရင်နားထောင်ပေးပါဦးမရိုက်သေးနဲ့နော်တားငယ်ကမဝေမာကိုအကြောင်းစုံပြောပြလိုက်ပါတယ်သူနဲ့ပိုးဖြူကစရင်အမှန်နဲ့ချစ်ကြိုက်နေခဲ့ကြတာပါဒါပေမဲ့တရက်မှာတော့လက်ထွက်ပစ္စည်းလားရှာတဲ့လူတစုကပိုးဖြူကိုအတင်းအာရမပြုကျင့်ခဲ့တာဖြစ်ပါတယ်နောက်နေ့မနက်မှာတားငယ်ကပိုးဖြူကိုတွားတွေ့တော့ပိုးဖြူကသူမကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုတားငယ်ကိုပြောပြခဲ့တယ်ဗျပြီးတော့ပိုးဖြူကသူမနဲ့တားငယ်ဟာအတူနေထိုင်ဖို့မထိုက်တန်တော့တာကြောင့်တားငယ်ကိုမောင်းထုတ်လိုက်ပါတယ်ဒါကြောင့်တားငယ်ကအသက်ကွဲပြီးနေခဲ့ရတာပါအခုကိုဟိစော်စီကတရင်ကိုကြားမှာပိုးဖြူဆုံးသွားတာသိလို့နောက်ဆုံးအနေနဲ့အမြန်လာနှုတ်ဆက်တာဖြစ်ပါတယ်မဝေမာအမကြည်စမ်းပါဦးဘာဖြစ်လို့ပိုးဖြူအလောင်းပြုတ်တဲ့နေရာလဲပြန်တူးထားတဲ့ပုံစံနဲ့တူးနေရမလားဒီလိုလုပ်ရအောင်နေအမကိုဒီမှာစောင့်နေအမအရာပေါင်ပြားသွားယူပြီးပိုးဖြူရဲ့အလောင်းပြန်တူးကြည့်မယ်ဘာဖြစ်လဲဆိုတာအမလည်းသိကျင်တယ်မဝေမာပြောပြီးတာနဲ့အိမ်ပြန်ပြီးပေါက်ပြားသွားယူလိုက်ပါတယ်ဒီလိုနဲ့နှစ်ယောက်သားပိုးဖြူရဲ့အလောင်းကိုဝိုင်းတူးခဲ့ကြတယ်ဗျအလောင်းကိုတူးထုတ်လိုက်တော့မှပိုးဖြူရဲ့ဥကောင်းကုံပေါ်မှာတစုပ်တစ်ယောက်ကတန်းချောင်းတစ်ချောင်းရိုက်ထည့်ထားတာကိုတွေးလိုက်ရပါတယ်ပြီးတော့အယိုးအကျွင်းကြံနေပဲဖြစ်နေတဲ့ပိုးဖြူရဲ့အလောင်းကိုအင်ကွက်တွေနဲ့ပြည့်နေတဲ့ပိတ်စအနီနဲ့ဖုံးအုပ်ထားတာကိုလည်းတွေးလိုက်ရတယ်ဗျမဝေမာကျွန်တော်တို့ဘာဆက်လုပ်ကြမှာလဲဘာဆက်လုပ်ရမှာလဲနင်းနဲ့ကအဲ့ဒီတန်ချောင်းသူ့ကောင်းထဲကနေဆွဲထုတ်ရမှာပေါ့ဟာပြီးတော့အဲ့ဒီအင်ကွက်ပိတ်စကိုလည်းဒီမှာပဲမီးရှို့ပစ်ပြီးအဆုံးသတ်ရအောင်ဒီလိုလုပ်တာကောင်းပါမလားအမကောင်းလားမကောင်းလားဆိုတာမကြခင်နင်းကိုယ်တိုင်သိလာနိုင်မယ်မဝေမာပြောပြီးတာနဲ့နှစ်ယောက်သားဝိုင်းကူပြီးပိုးဖြူရဲ့ခေါင်းကနေအဲ့တန်ချောင်းကိုဆွဲထုတ်လိုက်ပါတယ်ပြီးတော့အယိုးတွေကိုပတ်ထားတဲ့အင်ကွက်ပိတ်စကိုလည်းဖယ်ထုတ်ပြီးမီးရှို့ပစ်လိုက်တယ်ဗျပြီးတော့အရင်အတိုင်းပဲပိုးဖြူရဲ့အယိုးစုတွေကိုမြေပြန်မြုပ်ထားလိုက်ပါတယ်တိတ်မကြပါဘူးမဝေမာရဲ့ခင်မွန်ဟိန်းစော်ကနေမဝင်ခင်မှာအိမ်ပြန်လာခဲ့တယ်ဗျညနေစာစားနေချိန်မှာအားလုံးကစကားပြန်ပြောနေကြပါတယ်ဟာဘလို့လဲနင်တို့နှစ်ယောက်ယူသွားကြပြီလားလူတွေအလောင်းတော့ပြန်တူးတဲ့အစီရောက်နေပြီလားဘသူဘာလို့ထားခဲ့လဲဆိုတာမကြခင်သိလိုက်မယ်ပိုးဖြူရဲ့ဝိညာဉ်ကတော့လုံးဝခွင့်လွှတ်ပေးမှာမဟုတ်ဘူးညစာစားပြီးတဲ့နောက်မှာလေတွေတဖြည်းဖြည်းနဲ့တိုက်ခတ်လာခဲ့ပါတယ်တစုံတယောက်တိုးတိုးလေးစကားပြောနေတဲ့အတန်ကိုကြားလိုက်ရတာကြောင့်မဝေမာလန့်နိုးလာခဲ့တယ်ဗျခင်မဖြစ်သူဟင်းစော်နှိုးဖို့ဘေးကိုလှည့်ကြည့်လိုက်ပေမဲ့ဟင်းစော်တယောက်သူ့ဘေးမှာအိတ်နေတာကိုမတွေ့ရတော့ပါဘူးမဝေမာအတန်နောက်ကိုလိုက်ပြီးလမ်းလျှောက်ထွက်လာခဲ့ပါတယ်ပြီးတော့ဟင်းစော်ကအိတ်ရှိနားမှာအန်အော်ပြီးရက်ကြည့်နေတာကိုတွေးလိုက်ရတယ်ဗျငါကြောက်ပါပြီပိုးဖြူရဲ့ကျေးဇူးပြုပြီးတော့အကိုကိုခွင့်လွှတ်ပေးပါနော်ခင်မိုးဖြစ်သူကပိုးဖြူရဲ့ဝိညာဉ်ရှိမှဒူးထောက်လက်အုပ်ချပြီးဝင်ချတောင်းပန်နေတာကိုတွေးလိုက်ရတော့မဝေမာစွန့်အားသွားပြီးစကားတောင်မပြောနိုင်တော့ပါဘူးတရေမပိုးဖြူရဲ့ရင်ခွင်မှာလည်းခလေးငယ်တအုပ်ကိုပွေ့ချီထားပါတယ်ငါနင့်ကိုဝင်ရတော့အတင်းအာရမပြုတ်ကျင်ခဲ့တဲ့သူပါဒါပေမဲ့ငါဝေမာသိတော်မှာဆိုလို့တတ်တည်မရှိတာကြောင့်နင့်ကိုမရွယ်ဘဲနဲ့တတ်လိုက်မိပါတယ်ပိုးဖြူရဲ့ငါနင့်ကိုတတ်ခဲ့တာပါနော်ပြီးတော့နင်နဲ့နင့်ကလေးရဲ့ဝိညာဉ်ကိုတန်ရိုက်ပြီးတော့ချုံနှောင်ထားလိုက်သေးတယ်ငါကိုယ်တိုင်အကုန်လုံးလုပ်ခဲ့တာပါငါပဲအကုန်လုပ်ခဲ့တာပိုးဖြူရဲ့ဝိညာဉ်ကဟိန်းစော်ကိုသူ့ပါဇက်ကနေဝင်ခန်းလာအောင်ပြုလုပ်ပြီးတဲ့နောက်မဝေမာဘက်ကိုလှည့်ကြည့်လိုက်ပါတယ်ပြီးတော့ဟိန်းစော်ကိုအဖြူအောင်ပေါ်ဝါတစ်ခုကိုယူခိုင်းပြီးတစ်ပင်ကြီးနားကိုတွားခိုင်းလိုက်တယ်ဗျကိုဟေးအကိုဘာလုပ်မလို့လဲရဲလိုက်ပါတော့ပိုးဖြူရဲ့အကိုတောင်းဆိုပါတယ်နောက်ထပ်အကုသိုလ်တွေထပ်မလုပ်ပါနဲ့တော့နော်အတော်ရဲ့ဝေးမှာတောင်းဆိုပါတယ်နော်အဖေကိုဘာမှမလုပ်ပါနဲ့နော်အမေအတော်ကိုတားပေးပါဦးမဝေမာကတော့တိတ်ဆိတ်နေပြီးဟိန်းစော်ကိုသူပြုတ်လုပ်ထားတဲ့ကံကိုပြန်ခံရဖို့လှုပ်ထားလိုက်ပါတယ်ဟိန်းစော်ကတက်ပင်မော့ကိုပဝါချီပြီးလေဘင်းကိုဇွဲကြိုးချလိုက်တဲ့အခါမှာတော့ခြေထောက်တွေကလည်းလှုပ်ခါနေတော့တယ်ဗျအဲ့ဒီအချိန်မှာပဲပိုးဖြူရဲ့ဝိညာဉ်ကလက်ခါလိုက်တာနဲ့
လေပြင်းတက်ခတ်လာပြီးဟိန်းစောရဲ့ခန္ဓာကိုယ်တစ်ပင်ပေါ်ကနေပြုတ်ကျလာခဲ့ပါတယ်ဘိုးဖြူရဲ့ဝိညာဉ်ကဒူးထောက်ထိုင်ပြီးသူ့ကလေးကိုအရှိမချထားလိုက်တယ်ဗျပြီးတော့မဝေမာကိုလက်အုပ်ချပြီးရှက်ကြီးတင်ကလေးငိုကြွေးနေပါတော့တယ် ဘဝအသစ်မှာတွားမွေးလိုက်ပါတော့နော်ပိုးဖြူရဲ့နေနဲ့နေကလေးကိုကောင်းကမူကရောက်ပါစေလို့ငါဆုတောင်းပေးပါတယ်နော် ဝေမာပြောပြီးတာနဲ့ဘိုးဖြူရဲ့ဝိညာဉ်ကသူ့ရဲ့ကလေးကိုချီပြီးတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတော့တယ်ဟိန်းစောကလည်းယူသွတ်သွားပြီးတယောက်တည်းစကားတစ်ခုကိုထက်ခါပြောနေပါတော့တယ်ငါကိုယ်တိုင်လုပ်ခဲ့တာပါဟုတ်တယ်ငါကိုယ်တိုင်လုပ်ခဲ့တာပါကျွန်တော်အကိုကိုအိမ်ပြန်ခေါ်တော့မယ်နော်အမဒီအတိုင်းပဲထားလိုက်ရင်ဝင်းမောင်တနာလို့သူ့အဖေရဲ့အခြေအနေကိုကြည့်ပြီးတော့သူပဲခံစားနေရမှာမဝေမာကတော့ခေါင်းညှိပြီးတက်ပြင်းသာချနေရပါတော့တယ်ဘသူမှကိုပြုတ်ခဲ့တဲ့ကံတရားကနေမလွတ်ကင်းနိုင်ကြပါဘူးဟိန်းစောကတော့ပိုးဖြူခွင့်လွတ်ပေးလိုက်တာကြောင့်အသက်ရှင်ခွင့်ရခဲ့ပေမဲ့လူတွေတယောက်လိုအခြေအနေမျိုးမှာပဲအသက်ဆက်ရှင်နေရတော့ပါတယ် CKO မှာဖုန်းဖြစ်ရေးဆွဲနိုင်မဲ့ဒုတိယ animation ကာတွန်းသင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ software သွင်းပြီး animation အခြေခံမှစတင်ပြီးတော့အခုဗီဒီယိုမှာပါတဲ့ animation movie ကိုဆွဲနိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနည်းပညာနဲ့မိမိရဲ့စိတ်ကူးရင်ကဘာကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ဗီဒီယိုတွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းသူများအတွက် CKO မှာ Yo-Yo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းတစ်မျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော် Facebook group Telegram channel ကနေ CKO team မှာ 2D animation manager ကိုယ်တိုင်ဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနှံသူများအတွက် Yo-Yo Class 2သိန်းကျပ် Master Class 3သိန်းကျပ်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာသင်တန်းသားအကန့်အသတ်ရှိသလိုသင်တန်းကြီးကလည်း February လကုန်တာနဲ့ပြောင်းလဲတော့မှာဖြစ်လို့အခုအပ်ချင်အခုပဲအပ်လို့ရပါပြီခင်ဗျာ